အားလုံးပဲမင်္ဂလာပါအခု project ကအရှိတကုံ118ရက်ကွာမှာရှိတဲ့နှစ်ထပ်လုံးချင်းတိုက်အဆောက်အဦလျှက်စစ်သွေးရန်တက်ဆင်ခြင်းလုပ်ငန်း progress လေးပဲဖြစ်ပါတယ်အခု project မှာအဆောက်အဦက false ceiling system ပါဝင်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ ceiling piping system ကိုအသုံးပြုပေးထားပါတယ်နေရန်ခွဲတွင်း system ဖြစ်လို့တဲ့ကြောင့်အဆောက်အဦတစ်ခုလုံးကျိုးပြောက်ပိုက်ပြောက်ဖြစ်သွားမှာဖြစ်ပါတယ်အခု progress ကတော့အဆောက်အဦပထမတက်ရဲ့ piping တွေဝါဟကင်းတွေ wire installation တွေပြီးစီးမှုတွေပဲဖြစ်ပါတယ်project ရဲ့ကုန်ကျစရိတ်ကတော့လက်ခအတီတန် square feet 4500ကိုမှ360ဝန်းကျင်သာကျရှိတော့မှာဖြစ်ပါတယ်။ project ရဲ့ကြာချိန်ကတော့ရက်ပေါင်း30ခန်းဖြစ်ပါတယ်။လူချင်းတို့နေထိုင်ရလို့ရအဆောက်အဦရဲ့အတွက်အကျန်းတဲ့အချောတဲ့ဆောက်လုပ်ချင်တာပဲဖြစ်ဖြစ် decoration and renovation တည်တံ့အပ်ချင်တာပဲဖြစ်ဖြစ်လျှက်စစ်သွေးရန်တက်ဆင်ခြင်းလုပ်ငန်းမျက်နှာကျက်လုပ်ငန်းစိတ်တုပ်လုပ်ငန်းတံပန်းလုပ်ငန်းတွေအတွက် Genius Empire Engineering and Construction ဖုန်းနံပါတ်099693131219ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။အခုလိုဆောက်လုပ်ရေးလုပ်ငန်းတွေကိုယုံကြည်စိတ်ချစွာအနံ့ပေးတဲ့ customer တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။